new project ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ video file တစ်ပုဒ်ကိုရွေးလိုက်ပါဒီဘက်ရှင်းပြမှာကတော့ကျွန်တော်တို့ delete အကြောင်းဖြစ်ပါတယ် delete function ကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ split နဲ့ကိုမကြိုက်တဲ့အပိုင်းကိုနှစ်ချက်ဖြတ်ပေးပါဖြတ်ပြီးတဲ့နောက်မှာတော့ဆက်လက်ပေးပြီးတော့ delete နှိပ်လိုက်ရုံပါပဲတကယ်လို့များကိုကမှားဖြတ်မိတယ်ပြန်ဖော်ခြင်းတယ်ဆိုရင်တော့ undo function ကိုနှိပ်ပြီးတော့အကုန်ပြန်ဖော်လို့ရပါတယ်အခုပြမယ့် function ကတော့ remove bg လို့ခေါ်တဲ့ remove background function ပဲဖြစ်ပါတယ်သူ့ရဲ့လုပ်ဆောင်ချက်ကတော့ background တွေကိုဖယ်ရှားပစ်တာဖြစ်ပါတယ်အဲ့တော့ဒီ function ကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင် overlay နဲ့အခြားဗီဒီယိုတစ်ခုထပ်ထည့်ရပါလိမ့်မယ်အစိမ်းရောင် background ရှိတဲ့ဗီဒီယိုတွေ photo တွေဆိုရင်တော့ပို့ပြီးတော့ဖယ်ရှားရတာလွယ်ပါတယ်ကျွန်တော်တို့ယူလာတဲ့ဗီဒီယိုဖိုင်ကိုဆက်လက်ပေးလိုက်ပါပြီးရင်တော့ remove bg ကိုနှိပ်လိုက်ပါပြီးရင် chroma key တစ်ချက်နှိပ်ပြီးတော့ screen ပေါ်မှာလက်ကလေးနဲ့နည်းနည်းရွှေ့ကြည့်လိုက်ပါပြီးရင်တော့ကျွန်တော်တို့နောက်ခံ file size နဲ့ညီအောင်ချိန်ညှိလိုက်ပါဗီဒီယိုပြန်ကြည့်မယ်ဆိုရင်အခုလိုတွေ့ရပါလိမ့်မယ်ဒီတစ်ခါတော့ကျွန်တော် remove bg ထဲက custom removal ကိုသုံးပြမှာဖြစ်ပါတယ်ဗီဒီယိုဖိုင်တစ်ခုရွေးလိုက်ပါဒါမှမဟုတ် photo တစ်ခုရွေးလိုက်ပါရွေးပြီးရင်ဆက်လက်ပေးလိုက်ပါပြီးရင် remove bg ကိုနှိပ်ပါ chroma key နဲ့အရင်ဖြတ်ကြည့်ပါမယ် color တွေနောက်မှာရှိနေတဲ့အတွက်ပုံတွေကထင်ထင်ရှားရှားမပေါ်ပါဘူးရောင်တွေရောထွေးကုန်ပါတယ်နောက်ခံ color တွေရောထွေးနေတဲ့အတွက် chroma key နဲ့မသုံးတော့ပါဘူးအခုကျွန်တော်တို့ custom removal နဲ့သုံးကြည့်ပါမယ်ကျွန်တော်တို့ brush ကိုနှိပ်ပါနှိပ်ပြီးတော့ကိုလိုချင်တဲ့ပုံကိုကျွန်တော်တို့ brush နဲ့ဖြည်းဖြည်းချင်းဆွဲယူပါပြီးရင်အမှန်ချက်ကလေးနှိပ်ပေးလိုက်ပါပြီးရင်ကိုလိုတဲ့နေရာကိုရွှေ့ထားလိုက်ပါ custom removal ကိုအသုံးပြုတဲ့အတွက်မတည်တက်နိုင်ပါဘူးအနားစားအယောင်တွေပါလာနိုင်ပါတယ်အခုထပ်ပြမှာကတော့ balloon function ဖြစ်ပါတယ် balloon function ကအစတည်းကလည်းရှင်းပြပြီးဖြစ်ပါတယ် balloon function နှိပ်ပြီးတော့အတန်အတိုးအကျယ်အကုန်ပြုပြင်လို့ရပါတယ်အခုရှင်းပြမယ့် function က transform function ဖြစ်ပါတယ် transform function မှာကျွန်တော်တို့ rotate ကိုအရင်စမ်းကြည့်အောင်ဆက်လက်ပေးပြီး rotate ကိုလှည့်လိုက်တာနဲ့ဗီဒီယိုတစ်ခုလုံးကလည်သွားပါလိမ့်မယ်ကိုလိုချင်တဲ့ပုံစံနေတာမျိုးမျိုးထားလို့ရပါတယ်ဒါမှမဟုတ်ကိုလိုချင်တဲ့အပိုင်းလေးကိုပဲ split နဲ့ဖြတ်ပြီးတော့ဆက်လက်ပေးပါပေးပြီးတော့ကျွန်တော်တို့ rotate လှည့်မယ်ဆိုရင်အဲ့တနေရာစာလေးပဲလည်သွားပါလိမ့်မယ်ဒီတစ်ခါတော့ mirror function ကိုနှိပ်ကြည့်အောင်ဗီဒီယိုတစ်ခုလုံးကိုဆက်လက်ပေးပြီးတော့ mirror function ကိုနှိပ်မယ်ဆိုရင်ဗီဒီယိုတစ်ခုလုံးကဘယ်ညာပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ပဲကိုလိုချင်တဲ့အပိုင်းကိုပဲဖြတ်ပြီးတော့ mirror ပေးမယ်ဆိုရင်တော့အဲ့ဘိုင်းလေးတစ်ခုပဲဘယ်ညာလှည့်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီနည်းက copyright မငြိအောင်သုံးတဲ့နည်းထဲမှာလည်းနည်းလမ်းတစ်ခုအဖြစ်ပါဝင်ပါတယ် rotate mirror အဲ့ function တစ်ခုအသုံးပြုပြီးပြီဆိုတော့ကျွန်တော်တို့ resize function ကိုအသုံးပြုပါမယ်ကျွန်တော်တို့ကရှေ့မှာ file size ရွေးပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဗီဒီယိုရဲ့ကြားထဲမှာကိုကဒီမျက်နှာပိုင်းကိုထင်ရှားပြခြင်းနဲ့ပေါ်ပြခြင်းနဲ့ကိုထင်ထင်ရှားရှားပေါ်ပြခြင်းတဲ့အရာတွေကိုဒီ resize နဲ့အပိုင်းဖြတ်ပြီးတော့ဆက်လက်ပေးအပိုင်းဖြတ်ပြီးတော့ကျွန်တော်တို့ပေါ်ပြလို့ရပါတယ်ခုရှင်းပြမယ့် function ကတော့ကျွန်တော် adjust ဆိုတဲ့ function ဖြစ်ပါတယ်။ဒီ function ကိုကျွန်တော်တို့ဘယ်လိုအသုံးပြုမလဲ။ဒီ function ကကျွန်တော်တို့ဗီဒီယိုမှာ color အရောင်တွေညှိတာနေရာမှာသုံးပါတယ်။အဲ့တော့ဒီ adjust ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာပါဝင်တဲ့ function တွေရှိတယ်။ filter သူ့ရဲ့ origin နဲ့ပြင်ပြီးသား filter တွေရှိတယ်။အဲ့ထဲမှာကိုကြိုက်တဲ့ဟာကိုယူသုံးလို့ရတယ်။ဒါမှမဟုတ် adjust ကိုယ့်အကိုချိန်မလားချိန်လို့ရပါတယ်။ဥပမာကျွန်တော် filter တွေကနေတစ်ခုသုံးပြမယ်။ filter တွေကနေကျွန်တော်တို့ဒီမှာသူပြတဲ့ခေါင်းစဉ်တွေအများကြီးရှိတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ဒီ pro မဟုတ်တဲ့ဟာတစ်ခုကိုယူပြီးသုံးကြည့်လိုက်
နော်သုံးလိုက်တာနဲ့သူ့ရဲ့နောက်ခံဒီဗီဒီယိုရဲ့ကာလာအရောင်ကပြောင်းလဲသွားပါလိမ့်မယ်有种幸福叫地久天长。ကျွန်တော်က filter ထဲမှာပါတယ်အသင့် ready made တွေကိုမသုံးချင်ဘူးကိုယ့်အကိုချိန်နေတယ်ဆိုရင်ကိုလိုချိန်လို့ရတယ် brightness တွေ short မလားတိုးမလား saturation တွေ short မလားတိုးမလားเนาะဒီထဲမှာပါတဲ့ function တွေအားလုံးကိုကျွန်တော်တို့တိုး short တွေလုပ်ပြီးတော့ကိုယ့်ရဲ့ video ရဲ့ color ကိုချိန်ညှိလို့ရပါတယ်ဗျာ有种幸福叫地久天长。video quality ကတော့ကျွန်တော်တို့ pro တွေဖြစ်တယ်ပတ်စံပေးပြီးတော့မှခါချင်းဝင်ပေးပြီးသုံးရမယ့်အရာတွေဖြစ်တဲ့အတွက်ကျွန်တော်မသုံးပါဘူးnew project ထဲဝင်လိုက်ပါပုံတစ်ပုံကိုရွေးလိုက်ပါပြီးရင်အဲ့ပုံကိုဆက်လက်ပေးပြီးတော့နောက်ကအဖြူတန်းလေးကိုကိုလိုချင်တဲ့အရှည်ထိဆွဲချလိုက်ပါပြီးရင် overlay တစ်ချက်နှိပ်ပါ overlay ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီကပုံလေးကို green screen ပုံလေးကို library ထဲကနေသွားရွေးပါမယ် library ထဲမှာကျွန်တော်တို့ training ရှိတယ် cashback new year ရှိတယ် green screen တွေရှိတယ်အောက်မှာအများကြီးပဲကိုကြိုက်တာရွေးလို့ရပါတယ်ကိုစိတ်ကြိုက်မတွေ့ဘူးဆိုရင်တော့ process bar လေးမှာစာရိုက်ပြီးတော့ရှာလို့ရပါတယ်ကျွန်တော်အခုငှက်တွေပြန်နေတဲ့ video file တစ်ဖိုင်ကိုရွေးလိုက်ပါပြီဆက်လက်ပေးပြီးတော့ remove bg တဲက chroma key နဲ့ကျွန်တော်ချိန်လိုက်ပါပြီပြီးတော့အဲ့ဒါကိုဟိုကောင်းကင်ဘောကနေရာတကျဖြစ်အောင်တည်ထားလိုက်ပါတယ်တပည့်ကျွန်တော်အစမ်းဖွင့်ကြည့်တဲ့အခါမှာငှက်တွေဝင်လာတာကိုတွေ့ပါလိမ့်မယ်ဒါပေမဲ့ဂျားတွေကဖြတ်ဝင်တာဖြစ်နေတဲ့အတွက်အဲ့ဒီဗီဒီယိုဖိုင်ကိုလက်နဲ့ချဲ့လိုက်တဲ့အခါမှာတော့ဟိုအစကနေပြီးတော့ဝင်လာပြီးတဘာဝကျတဲ့ပုံကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်ပို့နေတဲ့အပိုင်းတွေကို split နဲ့ထောက်ပြီးတော့ delete ပေးလိုက်ပြီးတော့ဖြတ်လိုက်ပါပြီ export နှိပ်ပြီးတော့ဗီဒီယိုဖိုင်ထုတ်လို့ရပါပြီနောက်တစ်နည်းအနေနဲ့ preset software နဲ့ preset downloader ကိုအသုံးပြုပြီးပုံတွေယူပြမှာပါ preset software ထဲဝင်လိုက်ပါ preset software ထဲမှာကိုကြိုက်တဲ့ပုံတွေအများကြီးရွေးချယ်လို့ရပါတယ်ဗီဒီယိုဖိုင်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော့ကိုလိုချင်တဲ့အရာကိုစာရိုက်ပြီးပဲရှာလိုက်ပါတော့မယ် flower green screen ဆိုပြီးကျွန်တော်ရိုက်လိုက်ပါတယ်နောက်ကန်အစိမ်းရှိတဲ့ပန်းပုံတွေအများကြီးထွက်လာပါတယ်အဲ့ထဲကစိတ်ကြိုက်တစ်ခုကိုရွေးချယ်လိုက်ပါကိုစိတ်ကြိုက်ဗီဒီယိုတွေ့ပြီဆိုရင်တော့ဗီဒီယိုဖိုင်လေးကိုနှိပ်ပြီးတော့အောက်မှာရှိတဲ့စက်ကလေး30ကိုနှိပ်လိုက်ပါ copy link ဆိုတာလေးပေါ်လာပါလိမ့်မယ်တစ်ချက်ဖိနှိပ်လိုက်ပါဖိနှိပ်ပြီးရင်တော့ကျွန်တော်တို့ပြန်ထွက်လို့ရပါပြီထွက်ပြီးတော့ကျွန်တော်တို့ preset downloader ထဲကိုဝင်ပါမယ် preset downloader ထဲရောက်ရင်အောက်မှာရှိတဲ့အနီရောင်ဘားလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ချက်ချင်း download ရသွားပါပြီအဲ့ပုံကိုကျွန်တော်တို့ gallery ထဲမှာသွားကြည့်ရင်တွေ့နိုင်ပါတယ်ကက်ကက်ထဲမှာထည့်ပြီးတော့အသုံးပြုလို့ရပါပြီ။